ဖင်ရတယ်ဆိုတာဖင်သားတတူးညရရရန်နေတာဖြစ်တယ်။ဖင်ရတဲ့အခါမကုတ်ပဲနေဖို့အတော်အောင်ရခတ်ပါတယ်။ဒါပေမဲ့ကုတ်လိုက်ရင်လည်းပြဿနာကပိုဆိုးသွားတတ်ပါတယ်။ဆရာတူးညရင်တွေကတော့ဖင်ရကြီးရဲ့အကြောင်းရင်းကိုမရှာနိုင်သေးပါဘူး။ဒါပေမဲ့တကိုယ်ကြီးကျမ်းမာရေးအားနည်းရင်တော့ဖင်ရတတ်တယ်။ချီးပါပြီးဖင်တေချာမဆေးရင်လည်းဖင်ရတတ်တယ်။ဒါကြောင့်သင်ဟာချီးပါပြီးဖင်ကိုတေချာစင်ကြယ်အောင်ဆေးသင့်ပါတယ်။တေချာအောင်စင်ကြယ်အောင်ဆေးတဲ့အခါမှာလည်းကိုပင်ကိုနာနာပို့မှပြောင်းမယ်ဆိုတဲ့အယူလည်းမဆွဲစေချင်ပါဘူး။အဓိကအမွှေးရနှံပါတဲ့စပရေးတွေတက်တော်ရံတွေလည်းအသုံးမပြုရပါဘူး။ဘာကြောင့်အသုံးမပြုခိုင်းတာလဲဆိုတော့တစ်ပင်ပေါ်ကနူးညံ့တဲ့အလွှာကိုဖုံးထားတဲ့အစီအလွှာကိုဒင်းတို့ကပျက်စီးအောင်လုပ်နိုင်တာမို့ပါပဲ။နောက်တစ်ခုကတော့သင်ဟာကော်ဖီကြိုက်နှစ်တက်တဲ့သူတဦးဆိုရင်သင်ဟာဖင်ရဖို့အလားအလာအများကြီးရှိပါတယ်။ကော်ဖီအပြင်လက်ဖက်ရည်ကိုလာ energy drinks ဘီယာချောကလက်ခရမ်းကျင်သည့်အဆက်ပါသောအစားအစာများနှုတ်ထွက်ပစ္စည်းများတွေဟာတင့်ကိုဖင်ရအောင်လုပ်စေတဲ့အစားအသောက်တွေပါပဲ။အစားမတော်ဖင်တစ်ချက်မရသွေးအားနည်းခြင်းတို့လို့တထေးယောဂါတွေကအစလူလန်းစားမရွေးဖြစ်ကြတဲ့စိုးရိမ်ကြောင်းကြမှုများခြင်းစိတ်ဖိစီးမှုများခြင်းကြောင့်လည်းသင်ဟာဖင်ရလာနိုင်ပါသေးတယ်။ဒီတော့တတုချုပ်ကြည့်ရင်ယနေ့ခေတ်ကြီးမှာလူတွေဟာအလွယ်တကူဖင်ရလာနိုင်တဲ့ကပ်ဘေးအခြေအနေမှာရှိနေတာမို့အကျွန်ုပ်မှသင်တို့ပင်ရှေ့ရေးမျှော်တွေးကအလေးပေး၍ရေးသားတင်ပြလိုက်ရပါကြောင်း